မင်္ဂလာပါဒီကနေ့ YouTube လေးကိုလာတဲ့အကြောင်းအရာတော့ရှင်းပြပြလွမ်းတဲ့အကြောင်းလေးတွေပြောချင်တယ်ကျွန်တော်ထင်တယ်ကျွန်တော်တို့လွမ်းတဲ့ပုဂ္ဂိုလ်လေးရှိမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်တို့တွေက60ကျော်မှလူဖြစ်လာတဲ့အဲ့တော့လူလားမြောက်ခဲ့ပြီးတော့နေခဲ့ရလူဆိုတော့88ရေးခင်းပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံမှာအရွေပေါင်းမြောက်များစွာရွေခဲ့တယ်ဒါကတော့ညင်းလို့မရတဲ့အမှန်တရားအဲ့ဒီရွေတဲ့အရွေလှိုင်းထဲမှာကျွန်တော်တို့လည်းမျောခဲ့ရတယ်ဆိုတော့အဲ့ဒီခေတ်ကဖိနှိပ်တယ်ပဲပြောဘလူပဲပြောဘာတွေပဲပြောဗျာကျွန်တော်တို့တွေကတော့အဲ့ချိန်တော့ကလေးလူလားမြောက်တော့ရဆိုဖိနှိပ်မှန်းလည်းမသိဘူးလို့မဖိနှိပ်ရမှန်းလည်းမသိဘူးဘာမှသိပြီးတော့မသိခဲ့တဲ့လူတွေဒါပေမဲ့အဲ့ဒီအချိန်မှာအခုခေတ်နဲ့ပြန်ကြည့်လိုက်တော့အဲ့ချိန်တော့အရွေးတစ်ခုကဘယ်ကောင်ကတအားရွေးနေလဲဆိုတော့ကျွန်တော်စိတ်ထင်ကျွန်တော်ပတ်စင်နဲ့ပြောဂီတလမ်းကြောင်း special ရွေးကျွန်တော်မှတ်မိသလောက်ဆိုရင်ဟိုမှာသူ့ရင်ရဲ့နိုင်ဘောမြတ်ရည်စံများသူနဲ့တပြိုင်တည်းလို့ထွက်တာကျမတော်ရဲ့ဒါလေးများတို့ပါလို့ဗျာပြီးတော့ကိုချစ်တို့ဒါကျွန်တော်ကောင်းကောင်းသိပြီးတော့အဲ့ဒါအခွေလိုက်ပြီးတော့ငါမရကျွန်တော်ပြင်းနှမ agency ဆိုတဲ့စာအုပ်ဆိုင်မှာစာအုပ်ငါဖတ်ရတဲ့အခွေငါပြီးနားထောင်ရတဲ့ကက်ဆက်လေးတစ်လုံးကိုသိရမှာအဲ့ရှင်တော့လည်းကက်ဆက်ချီတဲ့ကောင်တွေကဘယင်ဆိုတော့အဲ့ဘယင်အိမ်ကတော်နားထောင်ရတော့တပိသံထိုင်ဟာဥထီရဲ့ချင်းသေးလည်းပြန်ဖွင့်ပါလို့ဘောကမိအိမ်လို့တောင်းဆိုရတာပြီးတော့ကျွန်တော်တို့မျိုးရဲ့ပြင်းနာတရင်ကျို့ဆိုတာလေဒါအထင်ကြီးကအခုဆိုနှစ်ရာနဲ့ရှိပါပြီ2019နှစ်တရာပြည့်ဆိုတော့စဉ်းစားကြည့်တော့အဲ့လိုလှုပ်လာရအခုတရင်ကျို့နာနီးတော့ရှင်းပြောရင်အိမ်လွမ်းတာကျင်းနာတရင်ကျို့ကိုလွမ်းတာရွာကောက်မှာတော့ဘသူတွေပါတယ်ဟဲ့နန်တော်စင်မှာဘသူပင်တိုင်းပထမ်းမှာတော့ဥထီအဲ့လိုမျိုးပါဗျာရောင်တစ်မှာတော့အောင်ကိုလက်နွယ်ရီဝင်းပြောမယ်ဆိုအဲ့ချိန်တုန်းကဗမာပြည်တလန်တွေကပောက်ပါတယ်ဆိုတော့အစိုးရတော်များများအကုန်လုံးနီးနီးရပြည်မနာသတင်းကျုပ်ကနေစကြတာဒါဥချစ်ကောင်းပြောတဲ့အင်တာဗျူးတစ်ခုရှိပါတယ်ချစ်ကောင်းအခွေမထွက်ခင်မှာပြည်မနာမှာလာဆိုဘုံသူစကားတိုင်းပြောရင်ပေါက်တော့ကလားလေးတအားကောင်းသွားပြီသူနာမည်ကခမောင်ညွန့်လို့ခေါ်တယ်ထားပါတော့ဒါခမောင်ညွန့်မင်းကောင်းသွားပြီဆိုတော့သူဆိုတော့ဖြစ်လာဆိုတဲ့အကြောင်းဒါပေမဲ့သူတယောက်ထဲလားဆိုတော့မဟုတ်ဘူးအခုလက်ရှိဆီယာမာကြီးဖြစ်တဲ့တင်ဇမော်တို့မတီတို့လည်းထုံလေးကောင်းမဲ့သူရဲ့ပထမအဆုံးတင်ဇမော်ကိုဆွဲလိုက်မှုပြဿနာမထွက်ခင်ပြင်နှမလာဆိုမတီရဲ့ပနာမအဲ့မှာဆိုပြီးမှအခွေထွက်တာဒါဆိုဒီမှာလာပြီးအချိန်ရွက်တဲ့မှာဘုံပေါက်သွားတယ်ထုံလေးကောင်းမဲ့ရင်ကိုဒါရင်ကိုကတော့တောင်သားကြီးအလွတ်ရနေတယ်ဗောနော်တောင်နဲ့ပြင်နာဆိုတာလည်းကတ်နေတာဆိုအဲ့တော့အခုဘာဖြစ်လာလဲအဲ့ဒီတော့ music တွေကိုပြန်ပြီးနားထောင်ပြီးတော့အဲ့ဒီချိန်တွေလွမ်းတာပေါ့အခုကျတော့ပို့ဆိုးတော့ပြမနာချိန်တွေကလည်းတည်တဲ့အတိုင်းပဲအခုနောက်ပိုင်းကလေးတွေမဟုတ်အခုနောက်ပိုင်းလူငယ်တွေဟောဗျာလူငယ်တွေရဲ့ choice တွေ balance တွေ value တွေကြောင့်ကျွန်တော်တို့လည်းအများကြီးတာကျွန်တော်တို့က choice များဆဆမရှိဘူး value ကိုယ်တိုင်တန်ကြီးရလဲဘာမှန်းကိုမသိဘူးလောက်ပိုင်ခွင့်မရှိဘူးလောက်ခွင့်မရှိဘူးလောက်ဖို့နေရာမရှိဘူးအခုနောက်ပိုင်းကလေးတွေကတော့အကုန်လုံး okay တယ်ပြင်မနာတစ်ခေါက်ပြန်သွားတယ်ပြင်မနာသားတွေချင်းဆိုကြပါကြည်ကိုလည်းဝါသနာတော့ဝါသနာပါဒါပေမဲ့ကိုတွေတော့မလုပ်ခဲ့ရဘူးလေရှင်းပြောရကိုတွေခေတ္တကလမ်းဘေးထိုင်ပြီးဂီတာတီးအောင်မဒီကောင်တွေကဘာဆိုလားဆိုရသေးအောင်လားအမြင်မျက်မုံးကျိုးတဲ့ခေတ်ကိုအခုတော့အဲ့ဒီဟာလည်းပြောင်းသွားပါပြီဘာလို့ကိုနဲ့ပတ်သက်တဲ့မုတ်စိတ်ထားပြီးဟာကြီးဖြစ်နေတဲ့ပုံကိုယ်တော်မှလူတော်ထဲမှာတော့သူတို့တွေမစိုးမတီးဘူးဒါပေမဲ့ညဆိုတိတ်ပုံလေးသူတို့ကြိုက်နေတဲ့ရလေးတွေဂီတာလေးတီးကြခါရလဲတနာဖို့ကောင်းဘဝမှာလူဖြစ်ရတယ်ဘာပြလူတွေကစံနေတအားများတယ်စံနှုံးတအားတိုင်းတယ်ဘလောက်ဆိုးဆိုးရွားတိုင်းလဲဆိုတော့ကိုသားသမီးမကောင်းအဲ့ဒါကိုဘာလုပ်လဲဆိုမင်းသူနဲ့ပေါင်းလို့မင်းမှပျက်စီးတာဟာနင်းတယ်မဲတူရစုတယ်ပါဟုတ်တယ်မလားနော်ကျွန်တော်မကောင်းဆိုတာကျွန်တော်မကောင်းလို့မကောင်းတဲ့ကောင်တော့ပေါင်းတယ်ပေါ့ကျိုးကကောင်းမှတော့ကောင်းတဲ့ပဲတော့ပေါင်းတယ်ဒါပေမဲ့အဲ့လိုမဟုတ်နော်ကျောင်းဆရာတယောက်ဟိုကကျွန်တော်ပေါ့ဗျာဆရာနဲ့စာသင်ပြတော်တယ်တဲ့ညနေပီယာဆိုင်ထိုင်နေတာပဲကြည့်လို့မရတာဟာဘာဆိုင်တော့ဘလို့ပတ်သက်တော့အဲ့ကိစ္စကျွန်တော်ရဲ့ပတ်စင်နဲ့အခွင့်အရေးမရှိတော့သူဆရာဆိုတဲ့အနန္တောနန္ဒ၅ပါးဘလို့ပဲဖြစ်၅ပါးတဲ့ကိုထည့်လှုပ်ချင်တာလှုပ်လို့မရတော့သူပိတ်ပလိုက်သူများနိုင်ငံဆရာတွေကျောင်းကြီးမှာစာတင်တယ်
ကျောင်းရင်ပြီးသွားလဲသူ့ရဲ့ passion နဲ့ time passion နဲ့အချိန်ရောက်သွားတယ်သူကိုယ်ကိုယ်တာသူပြောချင်းပြောမယ် neglect သွားချင်းသွားမယ်အဲ့ဒါသူကိစ္စလေသူရဲ့ professional life ကတော့သူအဆင်ပြေအောင်လုပ်တာမဟုတ်ဘူးဘာရရောတာရောချတာဘယ်လောက်ထိရောချလဲဆိုဒီကနေ့ထိကိုရောချတော့အခုခိမကောင်းတဲ့အချိန်ဆိုပိုဆိုးတာဗောအလူလို့လဲရောချတယ်မင်းတို့ပြောတော့လေဒီမိုကရေစီသိရမလားလူအခွင့်အရေးကိုကြိုက်တာကိုလုံးလို့မရတဲ့နိုင်ငံလူရင်လဲလူပြန်ပြီဘာလို့မလူလို့ငတ်နေတဲ့လူတွေရှိတာဘာလို့မကြွေးလဲဖုန်းကြောင်းသွားပေးနေတယ်ဩဒုက္ခတော်သူဖုန်းကြောင်းပဲပေးရက်သမားပဲပေးကိုဆောက်လို့လားအဲ့လိုစိတ်ထားတွေထားနေသေးရဘလို့မှလူငွေလူတောင်လည်းပြောင်းမဟုတ်သူရဲ့ choice ပဲလေသူပေးချင်တဲ့လူပေးမှလေသူပစ္စည်းတွေသူကုံရုံးရှာတဲ့ပစ္စည်းတွေဟုတ်တယ်မလားတချို့တွေလမ်းဘေးခွေးတွေကိုထမင်းတဲပြီးလိုက်ကြွေးတယ်ဟာကောင်းတယ်သူလမ်းဘေးခွေးထမင်းကြွေးတယ်လူတွေကိုသူမတရားဘူးထားတော့မတရားစရာလောက်ထားတဲ့ကောင်တွေလည်းရှိမှာပေါ့ဟုတ်တယ်မလားအဲ့တော့လမ်းဘေးခွေးတွေကြွေးတယ်ဒါသူကိစ္စပဲမင်းကွာလို့ခွေးတွေကြွေးတယ်လူကြွေးပါလားလူကပူတော်ကောင်းတယ်တော့ပြောလို့ရမှာနောက်တစ်ခုဟိုဘက်ကအဖွဲ့တွေဟိုဘက်မှာပါလဲမစိုးရင်တိုင်းမှာမနေ့ကဒါ line မတွေ့တော့ပဲအော်တောင်းနေဖြစ်နေပါမှာဌာပနာထဲတဲ့ကိစ္စဖုန်းကြောင်းဌာပနာစရာလိုလားတဲ့ဖះကြမှာဌာပနာရတာမဟုတ်ဘူးလားတဲ့စောက်စင်းညာညံမရှိစောက်အုံတော့မရှိတဲ့ကောင်တွေကတတ်ဖုန်းကြီးကြောင်းဖြစ်ဗလီဖြစ်ဌာပနာစရာလိုတယ်ဘာလို့လိုလဲဆိုတော့လေတကယ်လို့အဲ့ဒီအဆောက်အဦသားတစ်ခုခုဖြစ်သွားခဲ့ရင်နောက်ထပ်အလူရှင်မရှိတော့အဲ့ဌာပနာထားတဲ့ပစ္စည်းကိုထုခွဲရောင်းချပြီးကြောင်းလိုက်ပြန်တည်လို့ရအောင်ဗလီပြန်ဆောက်လို့ရအောင်ဖះเจ้าပြန်ဖြစ်လာအောင်အဲ့ဒါသူ့ရဲ့ fan အဲ့ဒါသူ့ရဲ့စုငွေဘာလို့အဲ့ဒီပစ္စည်းတွေကပို့ပြီးတော့တန်ကြီးကြီးတယ်လေဘဏ်မှာသွားတာဘဏ်တေဝါလီခံသွားရင်ဆုံးတာဟိုမှာကြောက်မဆုံးဘူးလေဘလို့ပြောမစ္စရိယစိတ်တွေသူတို့ဘာကိုကြည့်ပြီးတော့ပူလောင်ပြင်းပြနေတဲ့စိတ်တွေအင်တန်များတာဘလို့ချမ်းသာလာမှာလဲကိုယ်တိုင်၅ပါးသီလလုံအောင်မထိန်နိုင်တဲ့ပုဂ္ဂိုလ်တွေကသူတို့ဘာကိုကြရင်စောက်ပြည့်လေးရွယ်ပြောတာအဲ့ဒါကြောင့်ဖြစ်မဲ့အရင်လိုလည်းပြန်မနေရတော့ဖြစ်နေသွားပြီအိုးအရင်တော့လည်းမျိုးပြန်မနေရအရင်တော့ဘလို့ပဲပြောရအောင်မင်းတို့ဘလို့ပဲပြောအရင်တော့ဘလို့စစ်တကဖိနေတာဘလို့ဦးနေဝဲကဘလို့လောက်တာဘလို့ပြောငါတော့ငငယ်တော့ဘွားကိုလွမ်းနေတော့မယ်အလိုမှကြိုက်တာပြောဖိတယ်လုံးကပတ်စံ၄-၅-၆ချက်ကြည့်ထမင်းစားလို့ရတယ်စားရပြီမှ၃မှတ်တစ်ချက်အမထားရပြီ၃မှတ်တစ်ချက်အဲ့ဒီခစ်ကိုပဲလွမ်းတယ်နာမည်ချက်ပြားနေသွားစောက်လို့ရှို့လို့တဖေးတိုင်ကြီးတစ်ခွက်၅မူအာလီဟူးစာဘာတော့ပတ်စံတောင်းတန်တွေထုတ်လိုက်လို့လက်ကြီးပြန်မရှိတော့လူတွေကိုယ်တိုင်အပူစာတွေများတယ်သူတို့ဘာချမ်းသာနေသူတို့ဘာပေးနိုင်ကမ်းနိုင်တာမုရိဒာစိတ်မထားနိုင်တဲ့ဗမာပြည်ကလူတွေများလာအဲ့တော့မြန်မာလူမျိုးတွေနှိမ့်ကြလာတယ်ဘာလို့နှိမ့်ကြလာလဲလို့ပြောရင်ကျွန်တော်မင်းတော့ရှင်းချင်းဝင်စိတ်ဓာတ်တွေကြောင့်နှိမ့်ကြလာတယ်အဲ့စိတ်ဓာတ်တွေနှိမ့်ကြလာလို့လေသူတို့ကလိန်နာပြူတာခံနေရတယ်ဟိုပထမတစ်ခါ TikTok မှာ TikTok ရ sorry ဒီ YouTube မှာကျွန်တော်တင်ထားယူပါပြီအလူခံပြီးတော့စစ်တိုက်လို့ရမလို့မင်းတို့ဘယ်ကောင်ကပြောလဲလို့ဆိုပြီးတစ်ခါပြောဘူးလေတကယ်ကအရှိတရားကိုပြောတာပါမင်းတို့မလုံးနဲ့လို့ပြောမှာလုံးချင်တာဆိုလုံးကြိုက်တာလို့အဲ့ဆူလိုက်ကိုကြိုက်တာကိုလုံးမင်းကြိုက်တာမင်းလုံးတာပဲလုံးလို့ရတယ်ဒါဘာကွာသွားလဲဆိုခုနပြောကြည်စံမရှိဘဲနဲ့ဘာနဲ့ပြေဖို့ကြည်စံကအလူခံလို့မရဘူးလေအဲ့ဒီဟာကိုပြောတာမလုံးနဲ့မကင်နဲ့လို့ပြောတာအဲ့ဒီအပြင်ကိုဘာဖြစ်တာဆိုကို့မှာလည်းကို့လူပါရှိတော့သူတို့ဘာကိုကြည့်တဲ့မျက်လုံးတွေကမယိုးသားတော့အမျိုးစုံအပြတ်ပဲကြည့်တာအဲ့တော့ပြင်နာသူပြင်နာသားတွေရှင်အားလုံးမင်္ဂလာပါပြင်နာသတင်းကျိုးအခြေအနေလေးသိကြပါတယ်ပို့လေးပါလေးတင်ပါဦးတကယ်လို့ဒီနေ့သတင်းကျိုးမရှိဘူးအရင်လိုကားတွေနဲ့မလဲတိုင်ဘူးဆိုရင်လည်းအဟောင်းလေးတွေပြန်ပြီးတော့အလွမ်းပြေလေး share ကြပါအောင်လို့ရှိတဲ့ပုံကိုယ်တွေကလင်းအုပ်စုပေါ့ဗျာအဓိကတော့လင်းတို့သိရမလားကိုစိုးတို့နောက်ကကိုကျော်သူရတို့
သူတို့မှရှိမှထင်တာပဲအလုံးလေးစားပါရဲ